ဟုတ်ပါတယ်။အီဂျစ်မှာဗုဒ္ဓရုပ်ပွားတော်သွေးရှိမှုတကယ်ရှိခဲ့ပါတယ်။အီဂျစ်လိုမျိုးအထင်ကရရှေးအောင်အမှုပညာရေးနဲ့ပြည့်နေနေတဲ့နိုင်ငံကြီးမှာရောမအင်ပါယာကြီးမှာဗုဒ္ဓရုပ်ပွားတော်လည်းသွေးရှိခဲ့ပါတယ်။ဒါကိုကျွန်တော်အစားဆုံးတင်ဆက်ပေးပါမယ်။ဗုဒ္ဓရခဲ့တယ်ဆိုရင်လည်း like and subscribe လေးနဲ့ကူညီခဲ့ပါအောင်ခင်ဗျာ။ဟုတ်ပါတယ်။အီဂျစ်မှာဗုဒ္ဓရုပ်ပွားတော်သွေးရှိမှုတကယ်ရှိပါတယ်။ဒါပေမဲ့ရှေးအီဂျစ်ဖာရိုဘုရင်ခေတ်ကလေးကဗုဒ္ဓဘာသာရှိခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးတော့မဟုတ်ပါဘူး။တွေးရှိတာကယောမအုပ်ချုပ်ခေတ်အီဂျစ်အချိန်ကအရာပါ။အစကနေအဆုံးထိအကြောင်းအရာကိုတင်ဆက်ပေးပါမယ်။အီဂျစ်နိုင်ငံပင်လယ်နီကမ်းရိုးတန်းရှိရှေးဟောင်းစိတ်ကမ်းမြို့မှာတွေ့ရှိခဲ့ပါတယ်။ဒီမြို့ကရှေးခေတ်ကအီဂျစ်ယောမအင်ပါယာနဲ့အိန္ဒိယဘက်ကိုဆက်တွယ်ပြီးတဲ့ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိခဲ့ပါတယ်။ဘယ်အချိန်မှာသူရှိခဲ့တာလဲဆိုတော့2023ခုနှစ်မှာရှေးဟောင်းသုတေသနအဖွဲ့ကဗုဒ္ဓရုပ်ပွားတော်ကိုထုတ်ဖော်တွေ့ရှိခဲ့ပါတယ်။ရုပ်ပွားတော်ကအမြင့်ခန့်မှန်းခြေ81စင်တီမီတာလောက်ရှိပါတယ်။ရှောက်ဖြူနဲ့ထုလုပ်ထားပြီးတော့ဗုဒ္ဓကရက်နေတဲ့ပုံစံခေါင်းနောက်မှာလည်းအလင်းရောင်ပုံစံအဝိုင်းတွေ့ရှိပါတယ်။ဘာကြောင့်အီဂျစ်မှာဗုဒ္ဓရုပ်ရှိနေတာလဲ။ရှိခေတ်ကအိန္ဒိယနဲ့အင်ပါယာကြားကုန်သွယ်ရေးအရန်ဖွံ့ဖြိုးခဲ့ပါတယ်။အိန္ဒိယဘက်ကလူတွေကုန်သွယ်တွေနဲ့ယဉ်ကျေးမှုတွေအီဂျစ်စိတ်ကမ်းတွေထိရောက်လာနိုင်တာကြောင့်ဗုဒ္ဓဘာသာဆိုင်ရာအမှုပညာလက်ရာတွေပါရောက်လာနိုင်ခဲ့တယ်လို့သိရှိရပါတယ်။ဒီတွေးရှိမှုကဘာအရေးကြီးလဲဆိုတော့ရှာဖွေတွေးရှိမှုတွေအရာအရှေ့တိုင်းနဲ့အနောက်တိုင်းကြားမှာဆက်သွယ်မှုရှိခဲ့ကြောင်းရှိခေတ်ကုန်သွယ်ရေးလမ်းကြောင်းတွေဘလောက်ကျေပြန့်ခဲ့လဲဆိုတာကိုပြတာပေးတာပါ။အီဂျစ်သဲကန္နာရာထဲမှာဗုဒ္ဓရုပ်ပွားတော်တဆူတွေးရှိခဲ့တာမှန်ပေမဲ့ဒါဟာဖာရိုခေတ်ဗုဒ္ဓမဟုတ်ဘဲနဲ့ယောမအီဂျစ်ခေတ်အိန္ဒိယကုန်သွယ်ဆက်ဆံမှုတစ်ခုရဲ့သက်တည်ပဲဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဗုဒ္ဓဘာသာဒီတစ်ချိန်ကတကယ်ပဲထွန်းလင်းတောက်ပခဲ့တယ်ဆိုတဲ့သက်တည်ဖြစ်နေပါတယ်။ဗုဒ္ဓဘာသာဝင်တွေအားလုံးလည်းပြောစရာလေးရှိရင် comment မှာခြံခဲ့ပေးပါအောင်။ like and subscribe နဲ့လည်းကူညီခဲ့ပါအောင်ခင်ဗျာ။ကျေးဇူးအများကြီးတင်ပါတယ်။ခုလိုဘူဒ္ဓလေးတွေအမြဲတမ်းတင်ဆက်ပေးမှာပါ